yes အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော်အခုကဗာလဲဆိုအခုဗီဒီယိုထဲမှာပြောနေတာကဗာလဲအဲ့တော့ဗာပြောရတယ်ဟိုအားကစားမလုပ်တာ2ပတ်လောက်ရှိပြီပေါ့နော်2ပတ်ကျော်လောက်ဖြစ်နေပြီအဲ့ဒီအချိန်မှာခန္ဓာကိုယ်ရဲ့ကျန်းမာရေးမကောင်းတာတွေပါပေါ့နော်အဲ့လိုမျိုးရှိလာတယ်အဲ့တော့အဲ့ဟာတွေအတွက်ပြန်ပြီးတော့ကောင်းအောင်ဒီနေ့ basketball သွားဆောင်မယ်ဆိုတော့ပြောတာပေါ့နော်ဒီနောက်တစ်ခုမှကျင်တာဒီ vlog ကိုကြည့်လို့ဘာအကျိုးမြန်မာတော့ရမှာမဟုတ်ဘူးဘာမှလည်းဘ ഹു တုဒ္ဒတွေပါလေထွေထွေတူတူရမှာလည်းမရှိဘူးเนาะအဲ့တော့ဒီဖြစ်နိုင်ရင်တော့ဆက်မကြည့်နေအောင်เนาะပြင်းနေလို့ဆောင်းအားနေလို့ပြင်းနေဆိုလို့ရှိရင်တော့လည်းဘာရတော့မဟုတ်သေးမှာအဲ့လိုဒီကောင်ဘာလုပ်နေလဲပေါ့เนาะရှောက်လိုက်ကြည့်ပြီးတော့အဲ့လိုမျိုးအေးပေါ့ဒါအခုဗီဒီယိုထဲမှာအခုလောလောဆယ်ဖြစ်သွားပြီပဲရောက်သွားပြီလေဆိုတော့basketball တော့မင်းနေရောက်သွားတယ်ချိန်နာတာကအားလုံးပေါင်း group ထဲမှာချိန်နာတာက6ယောက်ကွက်တီပေါ့3ယောက်ဆော့မယ်ဆိုပြီးတော့ချိန်နာတယ်ညနေမြန်မာထိုင်းစံတော်ချိန်4နာရီ3နာရီခွဲပေါ့နော်3နာရီခွဲတော့ချိန်နာတယ်ဒါပေမဲ့အခုအဲ့သွားတဲ့အချိန်က3နာရီခွဲဖြစ်နေပြီတရားတော်ပါတော့အဲ့တော့ပေါ်ပါပဲထိုင်းမှာအဓိကတော့အဲ့လိုစိုက်ကယ်စီးလို့ရှိရင်မြန်မာတို့နေကားတို့တက်တင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဖြစ်နိုင်ရင်တော့ mask ပါတက်တင်တယ်ဘာလို့လဲဆိုတော့ထိုင်းရဲ့လေလူညဉ့်ညံမှုတွေမျက်လုံးတွေအဲ့လိုဖုံဝင်တာအဲ့လိုဘာလို့နည်းနည်းဆိုးတယ်ပေါ့အဲ့တော့အဓိကအဲ့တော့မြန်မာတက်တာညာဘက်မှာတွေ့တာအာဒီလို့ခေါ်တယ်ဘယ်ဘက်ကတော့ကိုဘရိန်လို့ခေါ်ပါတယ်ကျွန်တော်တကယ်ချင်း brother 2ယောက်ပါသူအဲ့မှာတွားပြီးကျွန်တော် basketball ဆော့ဖြစ်ပါတယ်အဲ့မှာနောက်တစ်ယောက်ထပ်ရောက်လာကတော့ကိုအပြာနဲ့အမဲလို့ခေါ်ပါတယ်ဘာကြောဒီကတော့အဲ့ကျမ်းမာရေးအတွက်လုပ်တယ်ဆိုပေမဲ့လို့ပေါ့နော်ဘာမှမစားတာပဲလုပ်တယ်ဆိုလို့ရှိရင်လည်းခဏကိုက energy ကိုကုန်တယ်ပေါ့နော်အဲ့တော့စားတာနည်းနည်းပါစားတဲ့ဟာလေးတောက်တဲ့ဟာလေးပေါ့နော်အစာပြေလေးအဲ့လိုမျိုးအရင်ဖြည့်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့စတင်ပြီးတော့ကစားဖို့အတွက်ပေါ့ခိုင်းတော့အခုလောဆယ်ပေါင်းအင်းမောင်းဆိုပေါင်းနေတာအဲ့တော့လူကတော့ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာရန်ကုန်မှာနေတော့ဆိုကျွန်တော်ပုံမှန်တစ်ပတ်တစ်ခါအနေနဲ့တစ်ခါတော့ကျွန်တော်ဘောလုံးကန်ဖြစ်တယ်ပေါ့နော်တစ်ခါလေကွင်းကြီးတေးရဲ့ဖူတယ်တေးဆိုနှစ်ချိန်ကန်ဖြစ်တယ်ဒီရောက်သွားခဲ့ကျွန်တော်အထိုင်းမှာကျတော့ဒေါ်လာရေတခုပြီးရင်အဲ့လိုပြောရမလဲမပြောခင်မှာအဲ့အခုလောလောဆယ်ဗီဒီယိုကဘာဖြစ်သွားလဲဆိုတော့ဗီဒီယိုမှာကတောက်လျှောက်ကအဲ့လိုဖုန်းနဲ့ပဲထောင်ပြီးတော့ရိုက်လာရင်းကနေအဲ့လိုကစားတဲ့ဟာလဲကြောက်အဲ့လိုမျိုး play ပြီးရိုက်လိုက်တဲ့ဟာအဲ့လိုဗီဒီယိုကအဲ့လိုနည်းနည်းတော့ကမောက်ကမဖြစ်သွားအဲ့တော့အခုကြည့်နေလို့ရှိရင်တဲ့ထောင်ကြည့်လို့မရဘူးဆိုလို့ရှိရင်တော့အဲ့လိုဘေးတစ်စောင်းလဲပြီးပြန်ကြည့်ပါနော်ဘေးစောင်းလဲပြီးကြည့်လို့မရဘူးဆိုတစ်ဖက်ပြန်ပြီးတော့ထောင်ပြီးတော့ကြည့်ရင်ကြည့်ပေါ့အဲ့လိုအဆင်ပြေအောင်လုပ်ထားပြီးအဲ့ဟာဒါမဲ့အဆင်မပြေလဲအဆင်ပြေတယ်လို့ကြီးလိုက်ကြပါတော့ခုနကဘာပြောနေလဲမသိဘူးအေးဟုတ်တယ်ဘောလုံးကန်တဲ့အကြောင်းဆိုပြီးတော့ဘောလုံးကန်တဲ့အကြောင်းတွေbasketball video ကြီးပြနေပြီးတော့ဘောလုံးကန်တဲ့အကြောင်းတွေပြောနေရဆိုပြီးတော့အဲ့လိုဖြစ်နေရဆိုတော့အရင်တည်းကအစတည်းကပြောတာလို့ပေါ့နော်ဒီ video ကတော့တကယ်တော့ကြီးတဲ့တဲ့တော့မပါဘူးကြည့်ကြတယ်အကြောင်းမရှိလို့ဘာမှလည်းဘုဒ္ဓတာအသိဉာဏ်ရမှာမဟုတ်တဲ့အတွက်ကြောင့်ပြင်းနေလို့ဒါလိုက်ကြည့်ရဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့ပြောပြအောင်အဲ့တော့ဗီဒီယိုအဲ့လိုတွေနည်းနည်းရှိတယ်အခုဆိုဖုန်းဟိုဘက်ပြန်လဲကြည့်ရပါဘာဖြစ်သွားတော့ပဲနော် TV နဲ့ကြည့်ရလူပေါ့ဆိုရင်လည်းတော့တိုင်ပတ်တာပေါ့ TV နဲ့လည်းဘယ်သူမှတော့ပင်ပန်းခံပြီးဒီဆောက်လို့သောကန်မဟုတ်တဲ့ဗီဒီယိုအဲ့လိုဘယ်လိုပြောမလဲကြည့်နေမယ်လို့တော့မထင်ပါဘူးထားပါတော့ဘောလုံးက
ဘောလုံးကတစ်ပတ်ကို2ခေါက်လောက်ကန်ဖြစ်တယ်ပြီးရင်ဟိုဘတ်စကတ်ဘောကဟိုးအရင်ကမစော့ဘူးကျောင်းလုံးကတော့တိတ်မစော့ဘူးပြီးတော့မှအဲဒီနောက်ပိုင်းတိတ်မကြသေးဘူးပေါ့ကျွန်တော်ဒီထိုင်းအောင်မလာခင်2နှစ်လောက်2နှစ်3နှစ်လောက်ကမှကျွန်တော်စပြီးတော့ဘတ်စကတ်ဘောပဲစော့ဖြစ်တာပေါ့နော်အဲ့တော့မနိုင်ပြောရင်ဘတ်စကတ်ဘောဒါပါရမီရေလို့တော့မပါလာဘူးဘယ်ဟာမှလည်းပါရမီတော့ထူထူမပါပါဘူးဝါရီမှာအဲ့တော့ဟိုဆက်ဒီဆက်ပေါ့အကုန်ရှောက်လုပ်ကြည့်ရပါဒါပေမဲ့မျိုးတစ်ခုလုံးကကြာလဲဟိုအာကစားမျိုးတွေဖြစ်နေတာအဖိုးဆိုလဲသိရမလားအဖိုးဆိုဟိုကအာနိုဘောဖြစ်တော့လို့အာနိုဘော်ဒီလောက်ရှိတယ်ပြီးရင်လေရေးရှင်ကုသမာပါညာဝသိရမလားဟိုလက်ဝိလည်းထိုးဦးတယ်တခါကြားဦးရဲ့ဟာဟိုရုံနှဲစကားလားပါလဲလို့မသိပေမဲ့ဟိုတောင်ကူကနေရန်ကုန်ကြီးကိုစပိန်မောင်းပြီးတော့လာတော့အဲ့လိုစားဘူးအဲ့လိုကျွန်တော်ကဝေးကအဲ့လိုကျမကြီးလိုက်စားတာလို့ဟိုပါလေဟာကျမကြီးလိုက်စားတာပါလေအေးပေါ့ကျမကြီးလိုက်စားရလို့အားကစားနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဟိုဘယ်လိုပြောလဲမကျွမ်းကျင်တော့မှအဲ့လိုမကျွမ်းကျင်ဆိုတော့သူတို့ကိုပြောမှာမဟုတ်ဘူးနော်ကျွန်တော်ကမကျွမ်းကျင်ဘူးအဲ့ဘောလုံးတော့တော်တော်ကန်ခဲ့တယ်စောင်းဘောလုံးတော့တော်တော်ကန်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကျတော့လည်းလို့အချိန်မျိုးကြာလို့ဘောလုံးမှဖြစ်ခွင့်မရခဲ့အချိန်တွေပါလို့ဘယ်လိုဖြစ်သွားအောင်အခုမြင်တဲ့အတိုင်းပဲလို့ဒါဆိုတော့ဒါပေမဲ့ဘောလုံးကတော့အမြဲဘယ်ချိန်ကန်သိရမှာကျန်သေးတယ်တော့တွေ့ရပေါ်လာတယ်တကယ်ချင်းတွေဘာညာပြန်တွေ့တယ်ဘောလုံးတူကန်လို့စုံလို့ရှင်အားရဘယ်ကြီးမကျန်သေးရပေါ့ဘာညာပေါ့အဲ့ဒီကတော့ရှိတယ်အဲ့ဒီကတော့ရှုပ်လို့မရဘူး father ကြီးရတယ်ဘောလုံးသမားဆိုတော့ဘာညာပေါ့အခုကျွန်တော်တို့အခုကျွန်တော်တို့အဲ့ဒီဗီဒီယိုထဲမှာငါးပါးတစ်စောင်းနဲ့ကြည့်ရခဲ့နှစ်ယောက်စီပေါ့နှစ်ယောက်စီခွဲဆော့ရတယ်တကယ်ကတော့3ယောက်ဆော့ရမှာပေါ့နော်အဲ့နောက်တစ်ခုရှိတယ်ကဗာလဲဆိုအဲ့ဒီဗီဒီယိုမှာဟိုဖုန်းက storage မလောက်တော့ဒါအခုတော့မပြတ်သေးဘူးเนาะအခုဆက်လာနေအောင်ဒါကြိုပြီး swipe ရပါတော့ဟို swipe မခံချင်တော့နောက်မှာ fake video ဖြစ်သွားမယ့်ဟာ swipe မခံချင်ဆိုလို့ရှိရင်တော့အတန်တိုးပြီးတော့အေး swipe ပြီး wise ဆိုအတန်တိုးလို့လည်းမရတော့ထားပါတော့3ယောက်ကမဆော့ဖြစ်သွားအောင်မဆော့ဖြစ်သွားတော့ဖြစ်တယ်3ယောက်တကယ်တော့ဒီမှာအခု4ယောက်ပဲရှိရဖြစ်တယ်ပေါ့နော်ချိန်တာက group ထဲမှာ6ယောက်အားလုံးပေါင်း6ယောက်ကျန်တဲ့2ယောက်မှာ1ယောက်ကဟိုဖုန်းခေါ်လို့မနိုးဘူးပေါ့နော်မနိုးအိမ်ရမထားဘူးနောက်1ယောက်ကျတော့ဟိုမြို့ထဲရောက်နေရတယ်လို့ကျွန်တော်မဆုံးဖြစ်သူတို့ညောက်တော့မလာဖြစ်ဘူးပေါ့နော်မဆုံးဖြစ်ဟိုပွဲပြီးသွားတော့ကျွန်တော်ဆော့လို့ပြီးသွားတယ်သူဖုန်းတော့ဆက်ကြပါတယ်ဟိုနောက်အကိုကြားကြတယ်သူကလာနေပြီဆိုတော့သူကျွန်တော်ဟိုအဲ့ဒါကျွန်တော်စမဆော့ခင်တည်းကသူလာပြီးတော့အခုလာပြီးလို့ပြောတာပဲဒါပေမဲ့ကျွန်တော်နောက်ဆုံးကျွန်တော်ပြန်တဲ့အချိန်တော့သူရောက်လာပါတယ်ကျွန်တော်ဟိုဘာလဲအကုန်လုံးပြီးသွားပြီးတော့ပြန်တော့မယ်ဆိုစိုက်ကယ်ပါငါရဲ့အချိန်ကြာသူရောက်တော့ရောက်လာပြီပါတယ်နောက်တစ်ယောက်ကတော့သူကတော့ဟိုမလာနိုင်ပါဘူးနော်ဟိုနိုင်တော့အဲ့ရမလို့ပါဘူးဆိုပြီးတော့အဲ့တော့ဒါတော့အဲ့နဲ့ပဲအခုအဲ့လိုဗီဒီယိုကပြောနေခုနကျွန်တော်ပြောလိုမျိုး swipe လိုက်တော့အဲ့မှာရက်ပြီးသွားဖုန်းက storage မရှိတော့အဲ့လိုဆက်ရိုက်လို့မရတော့အဲ့နဲ့ဟိုကြားထဲမှာထိုင်းတစ်ပွင့်နဲ့ဆော့တာပဲပါပေါ့နော်ဆော့ရဟာပါအဲ့တော့မရိုက်ထားလိုက်နောက်ဆုံးအိမ်ပြန်လာတယ်ကောင်းက2ပတ်လောက်ရှိကောင်းမလျှော်တာတော့ဆောင်းရပြီးတော့အဲ့လိုဆိုပြန်အဲ့လိုကျွေးတယ်အဓိကထိုင်းရဲ့ရေတို့လီတို့ရတယ်ပေါ့နော်ဆိုပြန်ဆောင်းကျွတ်တယ်အဲ့တော့ဟိုကထိုင်းမှာနေရဆိုလို့ရှိရင်လည်းဝီဘာအတွက်တို့စပင်အတွက်တို့ကျမကြီး queue site ကြပါတော့အဲ့တော့ vlog လေးကဒီလောက်ပါပဲနောက်တခြား vlog ဒီမှာပဲရက်ဆက်တွေ့ကြပါကျမချမ်းသာကြပါစေ bye